လုံးပဲမင်္ဂလာပါမကြခင်ရက်ပိုင်းတွင်းမှာပဲမတို့2026ကိုရောက်ပါတော့မယ်အဲ့တော့2026ကိုရောက်မယ်ဆိုတော့မသက်ဒီနှစ်ချက်ကိုသတိပေးခြင်းနဲ့နံပါတ်1တစ်ချက်2025မှာကိုတိုင်းဘာတွေတိုးတက်ပြောင်းလဲလာပြီလဲနောက်တစ်ခုကဘာတွေဆုတ်ယုတ်သွားလဲ2026ကဘာတွေပြင်ဆင်နေပြီလဲဘာတွေပလန်ချပြီးသွားပြီလဲဒီနှစ်ခုကိုပြန်ပြီးသုံးသပ်ပြီးပြီလားမသုံးသပ်ရသေးဘူးဆိုလို့ရှိရင်လည်းမိပါသေးတယ်ကိုဒီနှစ်ချက်ကိုပြန်ပြီးသုံးသပ်ကြည့်ပြီးရင်ကိုရှိမှာဘယ်အရာက skillful ဖြစ်နေတာလဲလူတိုင်းကိုစီကသူတို့နယ်ပယ်တစ်ခုချင်းစီမှာကျွမ်းကျင်တဲ့အရာတစ်ခုရှိတယ်အဲ့တော့ကိုလည်းအားငယ်နေစရာအကြောင်းမရှိဘူးအားငယ်တယ်တို့ဝမ်းနေတယ်တို့အစင်မပြေတာတွေကိုထိုင်စဉ်းစားပြီးအချိန်ကုန်ရမယ့်အချိန်မဟုတ်တော့ဘူး online media ခေတ်မှာဒီ online ဘော်ကနေငွေလောက်သွားတဲ့သူတွေအများကြီးကိုတွေ့ရမယ် online ဘော်ကနေငွေဆုံးရှုံးသွားတဲ့သူတွေအများကြီးကိုတွေ့ရမယ်အုပ်စုက2စုပဲရှိအဲ့တော့ကိုကဘလို့အုပ်စုတွေကိုပါမှာလဲဝင်ငွေကောင်းပြီးတော့ဝင်ငွေရှာတဲ့အုပ်စုတွေကိုဝင်မှာလားဝင်ငွေဖြုံးပြီးတော့ဆုတ်ယုတ်ပြီးတော့ဘဝတွေပြတ်သွားတဲ့အုပ်စုတွေကိုပါမှာလားအဲ့တော့ကိုကနံပါတ်1ဖြစ်တဲ့ဝင်ငွေရှာတဲ့သူဖြစ်ချင်နေဆိုရင်တော့အခုချိန်ကစပြီးကိုကျွမ်းကျင်နေတဲ့အရာကိုဆွဲထုတ်ပါလိုအပ်နေသေးတယ်ဆိုလဲ skill တွေကိုဖြည့်ပြီးလို့ရှိရင်2026မှာအကောင့်ထဲပေါ်လောက်ဆောင်မှာအချိန်တွေကိုအလကားမဖြုံးမှနဲ့တော့လူတိုင်းသိပြီးသားအရာပဲအချိန်ဆိုတာအစားထိုးလို့မရဘူးပြန်ဝယ်လို့မရဘူးပြန်မရဘူးဆိုတာကိုလူတိုင်းသိတယ်ဒါပေမဲ့လူတွေကတီးပြီးလိုက်လို့ဖို့ကြတယ်အရန်ခက်ကြတယ်ပျော်ရွှင်မှုဆိုတဲ့အရာကိုနောက်ကိုလိုက်ဖို့ကြတော့ဝေကြီးဆုံးရှုံးမှလည်းမကြောက်သလိုအချိန်ကုန်မှလည်းမကြောက်ဘူးအဲ့ဒီအရာတွေအတွက်ပျော်ဖို့ပါဖို့အတွက်မှကြတော့အချိန်တွေလူငယ်တွေအများကြီးသွားပေးနေတာကိုယနေ့ခေတ်မှာတွေ့နေရတယ်အဲ့တော့ကိုကအဲ့ဒီသုံးမဲ့ငွေကြေးတွေအချိန်တွေကိုသာကိုရှိမှရှိတဲ့ skill တွေထဲကိုထည့်လိုက်မယ်ဆိုလို့ရှိရင်အခု online media မှာငွေရှာပြီးတိုးတက်အောင်မြင်သွားတဲ့အုပ်စုထဲမှာကိုယ်တိုင်တယောက်ပါလာမယ်ဆိုတာအသေးချာပဲဒါကလုံးဝလွဲမမဲ့အရာမဟုတ်ဘူးအဲ့တော့အခုကနေစပြီးတော့2026အတွက်ကိုဘာတွေပြင်ဆင်မလဲဘာတွေလှုပ်ဆောင်မလဲ2000ကိုဘဝတိုးတက်အောင်လုပ်ဖို့အချိန်တန်ပါပြီအိမ်မက်တွေမက်နေတာမျိုးအတွေးတွေပဲတွေးနေတာမျိုးသူများတွေကိုအားကြနေတာမျိုးအပျော်ပါးတွေမက်ပြီးတော့ပဲနေတာမျိုးကိုမလုပ်ကြပါနဲ့တော့เนาะအချိန်ကြီးလည်းမရှိဘူးအဲ့တော့ဒီ online media ပေါ်မှာဟိုအောက်ခြေဘဝလူတွေတောင်တိုးတက်ပြောင်းလဲနေပြီဆိုရင်ကိုတိုင်းကတော့ဘာဖြစ်လို့မဖြစ်နိုင်ရမှာလဲအရာအားလုံးကလူကလုံနေတာအဲ့ဒီအားလုံးဖြစ်ဖို့အတွက်ဆိုရင်တော့အမားတို့အရေးကြီးဆုံး foundation ကအမားတို့ရဲ့အတွင်းစိတ်တစ်ခုတည်းကိုအရင်ပြုပြင်ပြောင်းလဲလိုက်ဒီဖြေတို့ကလည်းကိုယ့်ရဲ့အတွင်းစိတ်ကိုပြုပြင်ပြောင်းလဲရင်းနဲ့ကိုယ့်ဘဝတိုးတက်မဲ့အရာတွေကိုရှာဖွေပြီးတော့ရှောက်လန်းပါလို့ပြချင်ပါတယ်ကျေးဇူးတင်ပါတယ် coach တဲ့ပါရှင်